အားလုံးမင်္ဂလာပါအခုမြင်နေရတဲ့သူကတော့တရေမမအိတ်တာနှစ်60ကျော်ရှိပါပြီဒါပေမဲ့ထူးဆန်းတာတစ်ခုကသူနှစ်တွေအကြာကြီးမအိတ်တာတော့သူ့ကျမ်းမာရေးကကောင်းနေစေဖြစ်ပါတယ်သူကစစ်လေးနဲ့ဆန်အရက်ကိုအလွန်တောက်ပါတယ်သူ့နာမည်ကထိုင်နောဖြစ်ပြီးဗီယက်နမ်လူမျိုးတစ်ယောက်ဖြစ်ပါတယ်အသက်20ကျော်အထိသူဟာတာမန်လေသမားတူဖြစ်ပါတယ်တဖြည်းဖြည်းကြာလာတဲ့အခါသူဟာအိတ်လို့မရတော့ပါဘူးတချို့ကသူဟာစားပါတဲ့ယောဂတစ်မျိုးခံစားရတယ်လို့ပြောကြပါတယ်တချို့ကဗီယက်နမ်စစ်ပွဲကြောင့်လို့ပြောကြပါတယ်စစ်ပွဲကြောင့်သူလက်တစ်ဖက်ကလည်းပုတ်ပြတ်သွားပါတယ်သူအသက်30ရောက်တဲ့အခါမှာတော့သူလောဝကိုအိတ်လို့မရတော့ပါဘူးအော်ကောင်းတာကသူလောဝအိတ်လို့မရပေမဲ့ကျမကြီးကအတော့ကိုကောင်းလုံးတာကိုတွေ့ရပါတယ်သူကနေ့ဘက်မှာတခြားလူတွေလိုပဲလေအလုပ်တွေလုပ်ပါတယ်ညဘက်ရောက်ရင်တော့ဆန်အရက်ထချက်လေးရှိပါတယ်ဒီလိုနဲ့သူ့အကြောင်းကိုမီဒီယာတွေကစတင်ဖော်ပြလာကြပါတယ်ပြီးတော့ကဘာကပါသူ့ကိုစပြီးစိတ်ဝင်စားလာကြပါတယ်နောက်ပြီးတော့လည်းနိုင်ငံတကာကမီဒီယာတွေကတော့သူ့အကြောင်းကိုရိုက်ကူးချင်လို့ဆိုပြီးအပြိုင်အဆိုင်စီယုံလာကြတာကိုတွေ့ရပါတယ်သူကဒီအရာတွေကိုလောဝကိုလက်မခံခဲ့ပါဘူးတကယ်ကိုအော်ကောင်းတာကဒီလူက60မအိပ်ပဲနေခဲ့တာတွေ့ရတာကိုကျွန်တော်တို့အော်ပါတယ်ခင်ဗျာအစိုးရလည်းပါကြည့်စုပြီးလို့အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ